ဒီနေ့ဆိုရင်ကျွန်တော် UAE ကိုရောက်တာ9လပြည့်ပါပြီ။ရောက်ချင်းကျွန်တော်လုပ်ခဲ့တဲ့12နာရီအလုပ်ထဲမှာဘယ်လိုဖြတ်တန်းခဲ့လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြတော့အောင်မယ်။လုပ်ချင်ကတော့နေချင်း17လောက်မှာစပါတယ်။နေရန်ဘူးလို့ထီဆောင်ထားတယ်ရောက်ချင်းတနားယူတော့ကျွန်တော်ရဲ့ freelance လုပ်တွေကိုအရင်လုပ်ပါတယ်ပြီးရနဲ့မြင်တဲ့အတိုင်းပဲအောက်မှာရှိတဲ့ကားတွေရဲ့ process video တွေကိုရိုက်ပေးရပါတယ်ဒါကတော့ကုမ္ပဏီကပေးရဲ့ဖုန်းပါအနားခွဲပြီဆိုတော့နေ့လည်စာစားဖို့လောက်ရပါပြီကျွန်တော်မှာထားတာတော့ချက်ကင်တစ်ချမ်းပါAG နဲ့ဆိုရင်15လောက်တော့ပေးရပါတယ်ဒီမှာတော့ဘာဆာဆာလာတာနဲ့ပဲစားကြပါတယ်ပြီးရနဲ့ပုံမှန်တိုင်းပဲကားကြီးတွားရပါတယ်ဒီကောင်ကတော့ရုံးကလူတွေအစာကျွေးထားလို့ကတ်နေရကောင်ပါ3နာရီထိုးပြီဆိုတော့ကျွန်တော် break ချိန်1နာရီပြန်ပါတယ်ဒါကတော့ကျွန်တော်ပြင်းတိုင်းစားတဲ့ရှောဝါမာပါညပိုင်းဆိုရင်တော့ကားတော်တော်လေးရှင်းသွားတာမလို့ editing ကိုအဓိကလုပ်ရပါတယ်ပြီးရင် social media တွေမှာ post တင်ဖို့လည်းလုပ်ရပါသေးတယ်ညလာကိုတော့နေ့လည်ကကုန်လိုက်တဲ့ check-in ကိုပဲ microwave နဲ့ပြန်ရွေးလိုက်ပါတယ်။ကောင်ကတော့ Lexus RC500 ပါ။ရောက်လာတဲ့ Lexus တွေထဲမှာဒီကောင်ရုပ်ထွက်တော်လေးကိုမိုက်ပါတယ်။ည7ကိုရောက်ပြီဆိုတော့ပြန်ပါပြီ။